ဒီအမျိုးသားကတော့ငယ်ငယ်ကတည်းကမိန်းကလေးတွေနဲ့ထိမိရင်ဓာတ်မတည့်တဲ့ယောဂဆန်းကြီးရှိနေတာသူသဘောကျရတဲ့ကောင်မလေးသူ့အနာရောက်လာရင်ကိုအလိုလိုဓာတ်မတည့်တဲ့လက္ခဏာတွေပြလာရောတနေ့တော့သူအိမ်ကိုအပြေးလွှားပြန်လာပေမဲ့အိမ်ရှိလဲရောက်ရောမေးလဲသွားတော့တာပေါ့ပြန်နိုးလာတော့မှအိမ်ကူမလေးကသူ့ကိုဆေးထိုးပေးထားလို့ခန္ဓာကိုယ်ကပြန်တက်တာသွားတယ်ဒီတခါယောဂထားတာတော်တော်ပြင်းတော့သူစိတ်လျှော့လိုက်ပြီးငါချစ်ရတဲ့နတ်ဖျားမလေးနဲ့ဝေးဝေးမှာပဲနေတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူမထွက်သွားခင်မှာသူ့ရဲ့ပထမဦးဆုံးအချစ်ဦးကလက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းပေးလာတယ်သူလည်းမနေနိုင်ပဲလက်ကိုစုပ်ကင်မိလိုက်တာပေါ့ထင်တဲ့အတိုင်းပဲဓာတ်မတည့်တာတွေချက်ချင်းပြန်ထလာတာပဲဒါပေမဲ့ဒီတခါတော့သူဆေးမထိုးတော့ဘူးပြီးတော့အဲ့ဒီကောင်မလေးကိုပါမောင်းထုတ်လိုက်တယ်ဒီလိုဘဝမျိုးကိုသူတကယ်စိတ်ကုန်သွားပြီလေအဲ့ဒီအချိန်မှာပဲမိုးကရွာချလာရောအိမ်ကူမလေးကသူ့စီထီတစ်ချောင်းနဲ့ရောက်လာပြီးခလုတ်လေးနှိပ်လိုက်တာထီကချက်ချင်းဖောက်ထွင်းမြင်ရတဲ့အကြီးအောင်ဖြစ်သွားတယ်ပို့ပြီးအံ့ဩဖို့ကောင်းတာကအဲ့ဒီအိမ်အကူမလေးနဲ့ထိမိပြီးတာနဲ့သူ့ရဲ့ဓာတ်မတည့်တဲ့ဝေဒနာတွေကအလိုလျောက်ပျောက်ကင်းသွားတာပဲသူလည်းသူ့ရှိကကောင်မလေးကိုကြည့်ပြီးရင်ထဲမှာပြောမပြတတ်တဲ့ခံစားချက်တစ်ခုဖြစ်သွားရတယ်အိမ်ပြန်လမ်းမှာသူကဘာတန်ရာမှမရှိပဲကောင်းနေတဲ့သူ့လက်တွေကိုကြည့်ပြီးကြောင်နေတော့ဥယျာဉ်မှုတယောက်ကသူ့ကိုဝင်တိုက်မိသွားပြန်ရောထူးဆန်းတာကအရေးပြားမှာဘာမှမဖြစ်လာဘူးသူအယမ်းလန့်သွားပြီးငါယောဂတကယ်ပဲပျောက်သွားတာလားဆိုပြီးတေချာအောင်လူတွေအများကြီးရှိတဲ့နေရာကိုတွားကြည့်တယ်ဒါပေမဲ့ကားပေါ်ကဆင်းချင်းလူတွေကိုမြင်တော့သူကြောက်ပြီးနောက်ဆုတ်မိတာပေါ့အဲ့ဒီအချိန်မှာအိမ်ကူမလေးကသူ့လက်ကိုအတင်းဆွဲပြီးလူအုပ်ထဲခေါ်သွားပေးတယ်သူကလူအများကြီးကိုတခါမှမမြင်ဘူးတော့စိုးရိမ်တကြီးဖြစ်နေတော့လမ်းသွားလမ်းလာတယောက်ကသူ့ကိုထပ်ဝင်တိုက်တယ်သူလည်းသူ့ကိုသူချက်ချင်းစစ်ကြည့်တာပေါ့ဘာမှမဖြစ်ဘူးအဲ့ဒါနဲ့ပဲသူလဲအိမ်ကူမလေးရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ပြီးလူအုပ်ထဲမှာရဲရဲဝံ့ဝံ့ကြီးရှောက်သွားပါလေရောနောက်တော့သူကဆရာဝန်ကိုဒီသတင်းကောင်းတော့ပြောပြဖို့လုပ်တယ်ဒါပေမဲ့စကားတော့မဆုံးသေးဘူးယောဂါကပြန်ထလာပြန်ရောသူဘာလို့ရမှန်းမသိဖြစ်နေတော့အိမ်အကူမလေးကသူ့ရှိရောက်လာတော့ယောဂါကအံ့ဩစရာကောင်းလောက်အောင်ပြန်ငြိမ်သွားတယ်အဲ့ဒီအချိန်မှာပဲလင်းမယားနှစ်ယောက်ကသူ့အမြင်ကိုကွဲလိုက်ရောယောဂါကချက်ချင်းပြန်ဆိုးလာပြန်တာပဲအဲ့ဒီလူတွေထွက်သွားမှယောဂါကပြန်ငြိမ်သွားတယ်အဲ့ဒီတော့မှသူ့သဘောပေါက်သွားတာငါ့ကိုကူပေးနိုင်တာငါရှိကအိမ်အကူမလေးပါလားဆိုပြီးတော့ပေါ့သူအယမ်းဝမ်းသာသွားပြီးအိမ်အကူမလေးကိုပြေးဖက်လိုက်တာကောင်မလေးခမညာကြောင်အမ်းပြီးရက်နေမိရှာတယ်ပြီးတော့သူကရုတ်တရက်ကြီးမင်းကအနားမှာပဲတစ်သက်လုံးနေပေးပါဆိုပြီးဖွင့်ပြောလိုက်တော့ကောင်မလေးမှာဘာလို့ရမှန်းမသိဖြစ်သွားရတာပေါ့ညရောက်တော့အိမ်အကူမလေးကကတင်ပေါ်မှာလှဲနေရင်နေလေကမြင်ကွင်းတွေကိုပဲတွတ်တွတ်တွေးနေမိတယ်ခဏနေမှတတိဝင်လာပြီးငါသူ့ကိုချစ်မိသွားတာလားဆိုပြီးမိမိကိုယ်တော့မယုံနိုင်ဖြစ်နေရတယ်ဘာလို့လဲဆိုတော့ထိုမျိုးသားရဲ့မျက်စိထဲမှာတော့သူမကလူမဟုတ်ပဲစက်ရုပ်တရုပ်ပဲဖြစ်နေလို့ပါပဲ